အားလုံးပဲမင်္ဂလာပါယုံကြည်အားထားရသူတစ်ယောက်ဖြစ်အောင်ကြိုးစားပါနံပါတ်1ယုံကြည်အားထားရသူဖြစ်အောင်ကြိုးစားပါစိတ်ရှည်သည်းခံပါမိသားစုဝင်များဤပြဿနာများကိုနားထောင်ပြီးစိတ်တည်ငြိမ်စွာဖြေရှင်းပေးပါဂတိသစ္စာတည်ပါပြောသမျှကိုလက်တွေ့လှုပ်ဆောင်ပြပါဂတိမတည်ခြင်းကယုံကြည်မှုကိုပျက်စေတယ်တာဝန်ယူမှုရှိပါမိသားစု၏လိုအပ်ချက်များဥပမာစားဝတ်နေရေးစိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုကိုအစဉ်ဦးစားပေးပါနံပါတ်2စံနမူနာပြပုဂ္ဂိုလ်ဖြစ်ပါစေကိုကျင့်တရားကောင်းမွန်ပါစေမိမိကိုယ်တိုင်ကရိုးသားကြိုးစားလေးစားမှုရှိသူဖြစ်ရန်လှုပ်ဆောင်ပါမိသားစုဝင်များကတင့်ကိုအတူယူလာမယ်ပျော်ရွှင်သောပတ်ဝန်းကျင်ဖန်တီးပါမိသားစုအတွင်းချစ်ခင်ရင်းနှီးမှုရေမောမှုများမျှဝေပါနံပါတ်3အမြဲထောက်ပံ့ပေးပါစိတ်ပိုင်းဆိုင်ရာအားဖြည့်ပါမိသားစုဝင်များစိုးရိမ်နေလျင်နှစ်သိမ့်စကားပြောပါအားပေးပါလက်တွေ့ကူညီပါစီးပွားရေးကျန်းမာရေးပညာရေးစသည့်လိုအပ်ချက်များကိုဝိုင်းဝန်းဖြည့်ရှင်းပေးပါနံပါတ်4ဆက်သွယ်ပြောဆိုမှုကိုအလေးထားပါအမြဲဆွေးနွေးတိုင်ပင်ပါမိသားစုဆုံးဖြတ်ချက်များတွင်လူတိုင်း၏အသံကိုနားထောင်ပါခံစားချက်များကိုယင်ဖွင့်ဟပါမိမိ၏အတွေ့အကြုံများကိုမျှဝေပြီးမိသားစုနှင့်ယင်ဖွင့်ပါနံပါတ်5စိတ်နှစ်ကိုကျန်းမာရေးကိုဂရုစိုက်ပါကျန်းမာရေးမကောင်းလျင်သူတစ်ပါးကိုမထောက်ပံ့နိုင်ပါဘဝနှင့်အလုပ်ကိုဟန်ချက်ညီအောင်ထားပါမိသားစုအတွက်သာမကကိုယ်ရည်မှန်းချက်များကိုလည်းအားစိုက်ပါစံပြပုဂ္ဂိုလ်ဆိုသည်မှာပြီးပြည့်စုံသူမဟုတ်မိမိ၏တာဝန်ကိုအမြဲသိပြီးကြိုးစားသူဖြစ်သည်မိသားစုကိုချစ်ခြင်းလေးစားခြင်းဂရုစိုက်ခြင်းတို့ဖြင့်တင်သည်သူတို့အတွက်မရှိမဖြစ်အားကိုးရသူဖြစ်လာပါလိမ့်မယ်စိတ်နှလုံးအေးချမ်းကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါသည်